ဟုတ်ဘူးဝငါစိန်ခေါ်မှုကိုဖျက်သွားပြီ art ကအလှည့်ပါနော် and knit နောက်ဘူးထဲမှာဘာတွေဖြောက်ထားလဲကြည့်ကြစို့အစားအစာကိုကျန်းမာတဲ့နဲ့မကျန်းမာတဲ့အတိုင်းခွဲဖို့လိုပါတယ် okay နားလည်ပြီပြန်ချခရိုင်တွေမကျန်းမာဘူးလိမ္မော်သီးတွေအရန်ကျန်းမာတယ်ဒိုနက်တွေမကျန်းမာဘူးမုံလာဥနီတွေကျန်းမာတယ်ကိတ်မုံနဲ့ရေခဲမုံတွေမကျန်းမာဘူးခရမ်းချင်သီးတွေကျန်းမာတယ်နော်မရှမဲလိုမကျန်းမာဘူးစကားသီးအရန်ကျန်းမာတယ်စတိုဘယ်ရီတွေချိုလို့မကျန်းမာဘူး တကယ်လို့စတော်ဘယ်ရီတွေကဘယ်ရီတွေဖြစ်လို့ကျန်းမာတယ် ရေးငါစိန်ခေါ်မှုကိုဖျက်သွားပြီ okay ကအလှည့်ပြန်ရပြီဒါကပောက်ကွဲပြားပါဝါဒါကပောက်ကွဲသီးဆိုင်ပါ ခီးဒီတွေကိုပောက်ကွဲပြားရအောင်ကူညီပေးပါဂာနီအောင်ပောက်ကွဲသီးလိုချင်တယ် ကအစိမ်းရောင်ကိုလိုချင်တယ်နဲ့ နဲ့အပြာရောင်ကငါအတွက်ပါ ပြဿနာမရှိပါဘူးဒီအောင်ပောက်ကွဲသည်အစိမ်းရောင်ပောက်ကွဲပြားအပြာရောင်ပောက်ကွဲပြားဒီအောင်ကမင်းအတွက်အပြာရောင်ကမင်းအတွက်အစိမ်းရောင်ကမင်းအတွက် ကျေးဇူးတင်ပါတယ်နဲ့တကယ်တော့မင်းအတွက်တစ်ခုရှိတယ် ရေးငါလုပ်ပြီဒါကရေး ကားအလှည့်ပြန်ရပြီဝိုးနံပါတ်5ထားကအတော်လွယ်တယ်နောက်ဘူးကိုသွားကြစို့ထားကိုလှုပ်ကြစို့မရှမဲလိုအများကြီးပါရတာရှိပေမဲ့နံပါတ်မမြင်ရဘူးမင်းရဲ့တာဝန်ကမရှမဲလိုကိုအယောင်ဆိုးပြီးတက်တန်လူလီဘော့ကိုပြုတ်လုပ်ဖို့ပါဝါဒါကပျော်စရာလိုပဲစလိုက်ကြစို့ရေထဲမှာမျောပြီးအယောင်ဆိုးပါမီယောင်နောက်တစ်ခုအဝါရောင်တစ်ခုအစိမ်းရောင်ဝနာဖုံးအပြာရောင်နောက်ဆုံးတစ်ခုခရမ်းရောင်ပြီးပြီဟုတ်ကဲ့ကျွန်တော်လုံနိုင်ခဲ့တယ်အားချောက် ဒီဘောက်စ်ကိုအခုဖွင့်မယ်နော်ဝါအနီရောင်ဘောလုံးပါအခုနဲ့ရှိတယ်နော် အခုတော့ကျွန်တော်အလှည့်ပါလုံခြုံရေးကိုဦးစားပေးပါ
ဆောင်ရွက်ပါမယ်မိဘီ ဘဲ တခုလောက်ကျန်သေးတယ်အားလုံးကိုမိဘီချင်းနဲ့ဟုတ်တယ်ပြီးမြောက်ခဲ့တယ်ရှစ်ပါအခုတော့ box ကိုဖွင့်ဖို့ကျွန်တော်အလှည့်ပါအရောင်ဆက်ကူပါ တင်ကြဝင်ကဒီရီကန်တွေထဲမှာပါရှိလဲဆိုတာရှာဖွေရမှာပါ ။အိုကြီးစလိုက်ကြစို့။အိုဘန်မန်ပါ။ဝါစပိုင်းဒါမန်ပါ။အပြာရောင်တစ်ခုတော့မကြံဘူး။နံပါတ်တစ်ခုရှာရပြီ။နံပါတ်ကိုဒီ box ထဲမှာပါရှိလဲကြည့်ကြစို့တနက်သူရောက်ဟမ်တစ်ဆက်ပါအောင်နှစ်ဒုံလီအား6ခုနှစ်ရှစ်ကိုတစ်ဆက် ဟုတ်ကဲ့အားလုံးကိုစိန်ခေါ်မှုတွေပြီးမြောက်ခဲ့ပြီ CD ကိုခြိလိုက်ကြစို့ မဟုတ်ဘူးမချင်ဘူးမဟုတ်ဘူး ဒီကားထဲမှာရှိတဲ့လူတိုင်းခြိရမယ်တွားဖို့အဆင်ပြေလား ဟုတ်ကဲ့သွားကြစို့အိုးမင်းကြီးပါ ဖိပတိအဆင်ပြေလား ဟုတ်ကဲ့အဆင်ပြေပါတယ်နော်အိုးမင်းကြီးပါကြီးပါနမ် ဘီရဝခြိမထားရင်ဘာဖြစ်မလဲဆိုတာမြင်ပြီလား ဟုတ်ကဲ့အဖေဘီရဝခြိကြပါစို့ မဟုတ်ဘူးမချင်ဘူး ဒါဟာမင်းရဲ့လုံခြုံရေးအတွက်ပါ မဟုတ်ဘူးမချင်ဘူး ဒါပါလေ အိုးမင်းကြီးပါ ဘာဖြစ်သွားလဲကြည့်ပါအေဘီရဝ ဟုတ်ကဲ့ ဘူးသဘာခြိထားတာရေးကြီးတယ်နော်ပိုကောင်းပြီအစားအသောက်စားကြစို့ ဟုတ်ကဲ့သွားကြစို့ ဘီရိုခဏဆောင်ပါမင်းခြီစီမေ့သွားပြီ မဟုတ်ဘူးမချင်ဘူး မင်းခြီရမယ်ခြီကြပါစို့အခုသွားလို့ရပြီ အိုးမင်းကြီးပါ တပည့်မဘာကြောင့်ခြီရတာလို့ထင်လဲနားလဲပြီလား ဟုတ်ကဲ့အဖေ ကောင်းပြီ အစားကြစို့ ဘီရိုအရင်ခြီရမယ် မဟုတ်ဘူးမချင်ဘူးအိုးမဟုတ်ဘူးဘာလုံးမိတာလဲ ဘာဖြစ်နိုင်လဲကြည့်ပါဝေရို ဟုတ်ကဲ့တောင်းပန်ပါတယ်နော် မင်းရဲ့လုံခြုံရေးအတွက်အရေးကြီးပါတယ်လက်ပြီးလို့ရမလား အဲ့ပါတယ်ဒါပေမဲ့အရင်ခြီရမယ် မဟုတ်ဘူးမချင်ဘူး အရင်အယုတ်လက်ကြစို့
ဘာဖြစ်နိုင်လဲမြင်ပြီလား ဟုတ်ကဲ့ကြည်ကြပါစို့ အဲ့ပါတယ်ကောင်းပါတယ် ABC အစင်ပြီလား ဟုတ်ကဲ့ ဘီရူခဏဆောင်ပါ မဟုတ်ဘူးချီဖို့မေ့သွားပြီ ဟုတ်ကဲ့အေဘရာမှတ်မိတာကောင်းပါတယ် ချီဖို့မေ့လို့မရဘူး ကောင်းပါတယ်အေဘရာသင်ခန်းစာရပြီ အဖေများသည်မာယာဆန်သောအိမ်များဖြစ်သည်အိမ်တွေကြီးလာဖို့အများကြီးလိုပါတယ်အိုင်ငယ် and hit အဆုံး ဝေါ ကောင်းပါတယ်နာမာယာဤစွမ်းအားအိမ်တွေကြီးလာပြီကောင်းပါတယ်ကလေးများ ကျွန်ုပ်ဤအိမ်ဒီအစိမ်းရောင်ဖြစ်သည် ကျွန်ုပ်ဤအိမ်သည်ပန်းရောင်ဖြစ်သည် ကျွန်ုပ်ဤအိမ်ဒီအပြာရောင်ဖြစ်သည် မိန်းကလေးများကျွန်ုပ်တွင်အကြံဉာဏ်ရှိသည်နှစ်ဆက်၄နာရီကပ်ပုတ်အိမ်စိန်ခေါ်မှုကိုကစားကြမလားအဲ့ဒီတော့ကြည်ပါစိန်ခေါ်မှုကလွယ်ပါတယ်ကျွန်ုပ်တို့ရဲ့အယောင်ပရိဘောဂတွေကိုရှာဖွေနဲ့အိမ်တွေကိုအလှဆင်ဖို့လိုပါတယ်ကျွန်ုပ်ရဲ့အယောင်ကပန်းရောင်ဖြစ်ပါတယ်ဖိဖိအစိမ်းရောင်ပရိဘောဂနဲ့အိမ်ကိုအလှဆင်ဖို့လိုပါတယ်ဖီးစည်းတယ် အပြာရောင်ပရိဘောက ဒါပေမဲ့မိန်းကလေးများအမြန်လောက်ပါတစ်ဆက်မိနစ်ပဲကြံပါတယ်အချိန်ကအခုစတင်ပါတယ် အပြာရောင်ကိုရှာနေပါတယ်ဟုံးဒီကိုကြည့်ပါဘယ်လောက်ချစ်စရာကောင်းတဲ့ရေချိုးကန်လဲ ကောင်းပါတယ်ကြိုက်ပါတယ်နဲ့ ဟုံးဒီကိုအသုံးပြုနိုင်ပါတယ် ဘယ်လောက်ကျဲတဲ့အခန်းထဲအပြာရောင်ကိုရှာကြစို့ အပြာရောင်များစွာကိုမြင်တဲ့ဒီမှာအပြာရောင်များစွာရှိတယ်စလိုက်ကြစို့ လာပါသွားပါ ဝေါ်ဂီတာတစ်လုံး AACC ယူလိုက်ကြစို့ ဝေါ်အပြာရောင်တက်ဒီဝက်ဝင် အရန်ချစ်စရာကောင်းတဲ့အပြာရောင်ဖြစ်တယ် ဝေါ်မာယာဂတ်စ် အပြာရောင်ဒူရိယာများစွာဖီးတဲ့ ဆက်စဖုံနာ ကြိုက်ပါတယ်နဲ့ အပြာရောင်ရုပ်များ အမကန်နာ ဝေါ်အပြာရောင်မီးအိမ်နာ အလွန်ကောင်းပါတယ်နဲ့ အပြာရောင်ဘောလုံးအပြာရောင်ကားတစ်စီး AACC မင်းကိုခုံယူပါတယ် အပြာရောင်အေးရေဒီယာအပြာရောင်စင်တကောင်ဟေးသူကဘယ်သူလဲဆိုတာသိပါသလားအာဖီဒီဒရိတ်ဒီချက်သူရွေးကလည်းအပြာရောင်ဖြစ်ပါတယ် ဒီဟာအပြာရောင်ချက်တူ၍ Ace အရန်ရှားပါပါတယ်မင်းကအရန်ကန်ကောင်းတယ်ဖီးတစ်စစ် အရန်ကြီးတဲ့လော်လီပေါအယောင်ကတော့ကျွန်ုပ်ရဲ့အယောင်ပါ ဖြူသည်မင်းစားချင်တာတေချာလား မဟုတ်ဘူးအဖြတ်စားဖြစ်တဲ့ပိုကောင်းတဲ့အရာကိုရှာဖွေပါမယ် ဟုတ်ပါတယ်ကလေးများအဖြတ်အစားကအရန်မကျန်းမာပါဘူးမင်းတို့ကိုအတူတူယူလိုက်ကြစို့ အိုးဒီဟာအသုံးဝင်နိုင်ပါတယ်အပြာရောင်များစွာရှိတဲ့အမြန်လို့ဖို့လိုပါတယ် အပြာရောင်ပစ္စည်းများလုံလောက်အောင်စုဆောင်းထားပြီးထင်ပါတယ်အမြန်လောက်ကြစို့ အလှဆင်မှုကိုစလိုက်ကြစို့အရန်နူးညံ့တဲ့အမှန်တကယ်ကိုဇောလိုပါပဲ အရန်တက်တောင့်တက်တာရှိတယ်မိတ်ဆွေများအိမ်ကိုကြိုက်ပါသလား အပြာရောင်စင်ကိုယူလိုက်ကြစို့ဟုံးဒီကားကိုဘယ်မှာထားရမလဲအာဒီဘီ အိမ်ထဲမှာကစားဖို့ဘောလုံးကောင်းတဲ့အကြံ အခုတော့ဂီတာအချိန်
အခုတော့မင်းကကျွန်ုပ်နဲ့အတူနေပါမယ် အခုတော့အပြာရောင်ရုပ်နဲ့ဒူရိယာတွေကိုအပြည့်အစုံစုဆောင်းထားပြီမိတ်ဆွေများအိမ်ကိုလည်းကြိုက်ရင်ဗီဒီယိုကိုကြိုက်ပါ ဝေါ်ဘောလုံးများကောင်းမွန်ပါတယ်နော်ဟုံးဒီမှာအရန်အေးအေးဆေးဆေးဖြစ်တယ်ဒါပေမဲ့တစ်ခုခုထည့်ဖို့လိုပါတယ်တကလွယ်ကူတဲ့အရာပါ အခုတော့ပန်းရောင်ပစ္စည်းတွေကိုရှာဖွေဖို့ကျွန်တော်ရဲ့အလှည့်ပါဒါကကျွန်တော်လိုချင်တာပဲအရန်ကောင်းပါတယ်ဒါကကျွန်တော်အိမ်မှာကော်စောဖြစ်ပါလိမ့်မယ်ဝေါ်ပန်းရောင်ရုပ်တွေဘယ်လောက်များလဲကြည့်ပါမိတ်ဆွေတို့ရဲ့အကြိုက်ဆုံးအရောင်ကဘာလဲဒီပန်းရောင်အရာကအသုံးဝင်နိုင်ပါတယ်အပြာရောင်ချက်ပန်းရောင်ကိုပိုကြိုက်ရင်ဒီဗီဒီယိုကိုကြိုက်ပါကျွန်တော်အလှအဆုံးခန်းကိုရရှိတော့မယ်ကျွန်တော်ကိုကြည့်ပါကျွန်တော်အရန်အားကောင်းပါတယ် ကျွန်တော်ကူညီပေးရမလား ဟုတ်ပါတယ်ကူညီလို့ရပါတယ်ပန်းရောင်များလုံးနေဆိုတဲ့အရာမရှိပါဘူး မဟုတ်ဘူးဒီနေ့အတွက်အခြားအစီအစဉ်တွေရှိတယ် အိုးစိတ်မကောင်းပါဘူးဒီနေ့ကမင်းရဲ့နေ့မဟုတ်ဘူးအလားစင်တာကိုစလိုက်ကြစို့ပြရမဆုံးဖြတ်အခုတင်လှနေပြီဒါပေမဲ့တစ်ခုခုပြောင်းနေတယ်။ဘာပြောင်းနေတယ်ဆိုတာကျွန်တော်သိတယ်။အရန်ဆုံးလင်းလှပနေပြီမဟုတ်လား အစိမ်းရောင်တစ်ခုခုကိုရှာဖွေရမယ် ။ဖိအခုတော့မင်းရဲ့အလှည့်ပါအစိမ်းရောင်အရာတွေဘယ်လောက်များလဲကြည့်ပါ။အစိမ်းရောင်မျက်မှန်မင်းချင်တာပဲလို့လဲ ဝေါ်ချင်မကြိုက်ပါတယ်ဒါပေမဲ့ကျွန်မလိုချင်တာမဟုတ်ဘူးဒီတစ်ခုကိုကျွန်မကြိုက်ပါတယ်ကျွန်မနဲ့အတူယူသွားမယ် ။ဝေါ်နောက်ထပ်နဲ့ဆိုးတစ်ခုဒါပေမဲ့အစိမ်းရောင်ပါ အလွန်လေးလွန်းနေနော်ကျွန်မမှာအကြံဉာဏ်ရှိတယ်အစိမ်းရောင်မြွေ ။မကြောက်ပါနဲ့အစိမ်းမရှိပါဘူးပြုံးနေသလိုပဲ။ မိကြောင် အေးသူကိုကျွန်တော်တို့နဲ့အတူယူသွားကြစို့အခြားစိမ်းရောင်တစ်ခုခုကိုရှာကြစို့အစိမ်းရောင်တို့နဲ့ဒါကိုလည်းယူကြစို့ အစိမ်းရောင်အားလုံးကိုရရှိပြီ လုံခြုံရေးပါချမ โอเคအလားစင်ချင်းနော် โอเคကောစောကနေစလိုက်ကြစို့အရန်ပြောပါတယ် အရန်သက်တောင့်သက်သာရှိပါတယ် ဝေါ်ဘယ်လောက်လောက်လဲဆိုတာကြည့်ပါ ကြည့်ချင်တယ်နော်ဒီမှာနင်းနဲ့မှောင်နေတယ်အဲ့ဒါကပိုကောင်းတယ် ဖိဒိန်မင်းမှန်တယ်နဲ့အခုတော့အရန်သက်တောင့်သက်တာရှိတယ် အလင်းတန်းတွေကိုလည်းထည့်သွင်းပါမယ် ဘယ်လောက်လောက်လဲဆိုတာကြည့်ပါဗျာပန်းစိန် မင်းမအခန်းလာတယ် အိုးအဲ့ဒါပါလဲအထဲမှာဘာရှိလဲ
ဒီဘူးကိုဘယ်လိုဖွင့်ရမလဲ မတိဘူး သူတို့ကအကြောင်းတစ်ခုခုနဲ့ဒီမှာရှိနေတယ်လို့ပဲအဲ့ဒီမျက်လုံးတွေကဘာလဲအိုးဟုတ်တယ်ဖီးပရိမင်းရဲ့အရာကိုယူလိုက်ပါ ဟုတ်ကဲ့အဆင်ပြေပါတယ် โอเคအခုတော့မင်းရဲ့အလှည့်ပါဟုတ်ကဲ့အဆင်ပြေပါတယ်နာမာတို့ရဲ့လက်သီးရှည်တွေကိုကြည့်ပါ ကာတို့အိမ်တွေကိုချိတ်ဆက်ကြည့်ရအောင်လား အကြံကောင်းတယ်နာ Hello 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 မင်းကိုကြားရတယ် Okay ဖီးတွေရဲ့အဲ့ဒီတစ်ခုကိုယူပါ Hello မင်းကိုကြားရတယ်မင်းကလည်းကြားရလား ဟုတ်ကဲ့ ဖီးတွေဘေးတွေဒရီဒီယာကိုဖီးဖရီလုပ်ပါ ဘယ်လိုနေပါသလဲ ဒီနေ့ကစားတာဘယ်လိုလဲမင်းတို့ပြောနေပါသလားနာ ဟုတ်ကဲ့ကျွန်တော်တို့ပြောနေပါတယ် Hello ဘယ်လိုနေပါသလဲ အေးဒါပါ